ဒါကတော့ Master Harry ဖြစ်ပါတယ် Master Harry ရဲ့ ကျွန်တော်တို့ဒီမှာက Arena နဲ့ကျွန်တော်ဒီ Dubai ပိုင်းလုပ်နေတော့ကျွန်တော်ဒီမှာအခုဆိုဒီဟာကလောလောဆယ်က7မျိုးရတယ်ပေါ့နော်7မျိုးဆိုတော့ဒီမှာ10မျိုးပြရတော့လာက classic ကတော့ဒီမှာဆိုင်မှာလည်းရောင်းမှာအကောင်းဆုံးဖြစ်တယ်လို့ကြိုင်ကြရတယ်ပေါ့ကြိုင်ကြတကယ်လည်းကောင်းပါတယ်လာကတော့ငင်းတောက်နေကြအောင်ရှားပြရတွေကတော့ကျွန်တော်ဒီမှာPoison နဲ့တူတဲ့အကြောင်းဝေးရရှိမယ် anti ရရှိမယ်ပေးရှိမယ်ပေးရကြတော့သူရတာလာကနဲ့ anti ခြားရတာလို့ဒါတော့ကျွန်တော်တို့ရှိမှရှိတဲ့ BR တွေပဲဖြစ်ပါတယ်ဒါတော့လာက classic ပါလာက classic ရဲ့ red IB ရဲ့လာက premium PA Westcoast IB ရဲ့that's Russia stock Chama wheat cherry ruby and then ဒါတော့ကျွန်တော်တို့ကို BR အစ်တစ်မျိုးထပ်ပြီးတော့လုပ်ထားတယ် Uranian ဆိုတဲ့ BR ဒါတော့ fruit BR တွေပါ lychee passion fruit fruit BR တွေကတော့ recommend lady တွေအတွက် recommend ပေးပါတယ်သူကတော့ sweet ဘက်သွားပြီးတော့နည်းနည်း light ဖြစ်တယ်ပေါ့ဒီ cherry ဘက်ကတော့ဒီဘက်ဆွေးပြတယ်ပဲဆိုတော့အဲ့ဒါချိုးတဲ့ဘက်ကိုကြက်လူတွေပြီးတော့ fruity ဘက်ကိုကြက်လူတွေဆိုရင်အဲ့ဒီ fruit beer ကိုတော့ကိုကောင်းပါတယ်အဲ့ဒီချိုးတဲ့ဘက်ကိုတော့သွားရင်ပေါ့ beer အရသာပဲလို့ထင်တယ်ဆိုတော့လာကားဘက်နဲ့အဲ့ဒီ strong ဖြစ်တဲ့ဘက်ကိုကြည့်ရဆိုရင်တော့ Russia store တို့ IPA တို့ pay တို့ပြောသွားဖို့ရစစ်တယ်ဒါတော့လည်း strong ဖြစ်တယ်အရသာလည်းကိုယ့်အနေနဲ့တော့ကိုကောင်းတယ်ဗျဒီ fruit beer ကျွန်တော်တကယ်အရသာပြောတယ် alcohol body နဲ့အနေဆိုတော့ကျွန်တော်3% လောက်ပဲ alcohol body ပါတယ်ဗျဆိုတော့ဒီကိုကအပြင်မမိုးရင်ကိုလည်းချွတ်စစ်စစ်လေးဆိုရင်သွားချင်ရဆိုရင်တော့ဒီ fruity ဘက်ကိုသွားဖို့ကောင်းပါတယ် fruit beer ပဲဒါတော့ကျွန်တော်ဒီ pressure ပါလာကတော့ကျွန်တော်ပုံမှန်တော့နေရလာတော့ရတော့ကိုယ်လည်း blue လောက်ဆိုင်ရတာဆိုတော့ဒီနေ့ပုံစံဖြစ်တယ်ဒီနေ့တော့လာကားမှာဆိုတော့အခုလက်ရှိမှာ2မျိုးရှိပါတယ် classic နဲ့ premium ကတော့ပို smooth ဖြစ်တယ်အဲဒီပြီးတော့ဒီရက်ပါဝင်မှုတော့လည်းနည်းနည်းများ 5% တော့ပါဝင်တယ်ဆိုတော့နည်းနည်းပြည့်ရပဲပါတယ်လာကား classic ကတော့ 4% လောက်ပဲပါတယ်ဘောပေါ့ Cheers နောက်မှပဲပြန်ကြည့်ရအောင်